မတွေ့ရတာအတော်ကြာပြီပေါ့လေသူအလွမ်းပြေဖို့ပူစားပြုလိုက်မယ်စာလွာတွေပြေဖို့နေလေကိုအဖို့တော့ဒီအလွမ်းလေးကဖြစ်ဖြစ်ဖြစ်ထပ်တကားပြန်ဆုံးရင်ပေါ့လေသူလေးကိုတော့ပြန်ပြီးမေးကြည့်မယ်ရင်ခုန်လာသူကိုဖြစ်လို့ပဲမင်းလေးတရားခံစားမိရလားတွေ့ရတာအတော်ကြာပြီပေါ့လေသူအလွမ်းပြေဖို့ကိုစားပြုလိုက်မယ်စာလွာတွေကိုရေးဖို့နေလေကိုကိုတော့ဒီအလွမ်းလေးကဖြစ်ဖြစ်ဖြစ်စင်သာပဲသူလေးတွေ့လို့စိတ်မပြောတတ်ဘူးအပြေရှာမရတာကျင်သူလေးခေါ်ပြောခွင့်ရလောက်အောင်ပဆိုင်သူတယောက်သာခင်မင်းသူချင်လို့ပြောပြကိုယ်တိုင်လည်းမတွေ့တတ်အောင်ရင်မဆွဲနှုတ်ထတကားပြန်ဆုံး